အားလုံးပဲမင်္ဂလာပါဒူဒီခိုင်လေး YouTube channel လေးကနေခိုင်လေးရဲ့အကိုတွေအမတွေဦးတော်တွေအားလုံးကိုနေထွေးစာပြန်လေးကြိုဆိုလိုက်ပါတယ်ရှင်ခိုင်လေးရဲ့ဗီဒီယိုလေးကိုဝင်ရောက်ကြည့်ရှုကြတယ်ခိုင်လေးရဲ့အကိုတွေအမတွေဦးတော်တွေအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းများနဲ့ပြည့်စုံနိုင်ကြပါစေနေ့တိုင်းမှာလည်းမင်္ဂလာရှိတဲ့နေ့ကလေးတွေမင်္ဂလာရှိတဲ့ရက်ကလေးတွေကိုပိုင်ဆိုင်နိုင်ပါစေအသက်ရှူတိုင်းမှာလည်းဝင်ဝင်တိုးပွားရရှိနိုင်ပါစေလို့ခိုင်လေးဦးသာပထမစုပုံကောင်းတောင်းပေးလိုက်ပါတယ်ရှင်ခါလေးကိုတွေမတဲ့အလုံးပဲခါလေးဗီဒီယိုလေးကိုဝင်ရောက်ကြည့်ရှုပြီးဆိုရင် channel လေးကို subscribe မနေရသေးရင် channel လေးကို subscribe လေးတွေတယောက်တစ်ချက်စီဝါပြီးနှိပ်ခဲ့ပေးကြပါဦးเนาะ like လက်မလေးတွေလည်းတယောက်တစ်ချက်စီဝါပြီးနှိပ်ခဲ့ပေးကြပါဦးเนาะခါလေးကိုတွေမတဲ့အလုံးပဲခါလေးတို့နော်မနက်ဖြန်က9ရက်နေ့နော်9ရက်တလ2026နော်2026ရောက်သွားပါပြီတနင်္လာနေ့မနက်7:00နာရီတမီနစ်မှာဘယ်ပတိလေးကိုအဓိကထားပြီးပတ်ရမလဲဘယ်အော့ကွက်ကလေးကိုအဓိကထားပြီးတင်ထိုးရမယ်ဆိုတာကိုမသိသေးတဲ့ခိုင်လေးရဲ့အကိုတွေမတဲ့အလုံးကခိုင်လေးရဲ့ဗီဒီယိုလေးကိုအစအနဲ့အဆုံးကလေးနော်မရစ်မကြော်ကလေးနဲ့ကြည့်သွားမယ်နော်တဲလေးတို့အလုံးပဲခိုင်လေးကိုတွေမတဲ့အလုံးပဲအင်္ဂါနေ့ညနေမှာလည်းတော့ကိုတွေမတဲ့အလုံးကိုခိုင်လေးပြီးထားတဲ့ခွန်ပတ်သီးနော်ကိုတွေမတဲ့အလုံးပဲခွန်ပတ်သီးခွန်နဲ့ကိုတွေမတဲ့အလုံးကိုအရယူထားပြီးတဲ့နော်တဲလေးတို့အလုံးပဲအပူလိုက်နေတဲ့ခိုင်လေးကိုတွေမတဲ့အလုံးကတော့ဝက်ကွဲပဲနော်မျိုးတွေအလုံးပဲခိုင်လေးပြီးထားတာညနေပိုင်းနော်9ပတ်သီးခွန်ပတ်သီးနော်ခွန်ထိတ်စီးကိုကြာနေတာခွန်3ဆိုရင်နော်ခိုင်လေးတို့ဩဝက်ပါခွန်ဆိုတော့နော်ပတ်သီးပတ်တဲ့ခိုင်လေးကိုတွေမတဲ့အလုံးကရားကြမှာနော်တဲလေးတို့အလုံးပဲခိုင်လေးကိုတွေမတဲ့အလုံးနော်နှစ်ကြိမ်မှနှစ်ကြိမ်စလုံးမရရင်တော့ခိုင်လေးတစ်ကြိမ်ကိုအကောင်ဆုံးဖြစ်အောင်စူးစမ်းထားပြီးတယ်နော်တဲလေးတို့အလုံးပဲမနဲ့မကြိုက်ညနေကိုကြောက်ကြတယ်နော်ကိုတွေမတဲ့အလုံးပဲခိုင်လေးရဲ့ပတ်သီးလေးတွေရနော်ကဲကိုတွေမတဲ့အလုံးပဲနော်မနေ့က9ရက်နေ့နော်9ရက်နေ့မှာလဲကိုတွေမတွေအားလုံးကိုနော်တကယ်ရှက်ပလန်ရှက်အော်ကွက်ကလေးတွေနော်ရှက်ပောက်ကလေးတွေပါအောင်ခိုင်လေးအကောင်းဆုံးလေးစူးစမ်းထားပြီးတယ်နော်ကိုတွေမတွေအားလုံးပဲကခိုင်လေးရဲ့ဗီဒီယိုလေးကိုနော်အများနော်ကြည့်လို့ရအောင်တွေ့လို့ရအောင်ရှယ်မှုရှယ်အဖြစ်ရှယ်ပေးကြပါအောင်နော်အဲဆိုရင်ခါလေးတို့မနက်ဖြန်က9ရက်တလ2026တနင်္လာနေ့မနက်7:00နာရီတမီးနဲ့မှာပတ်ရမဲ့ပတ်တီးလေးဒီ3ညပတ်တီး5ပတ်တီးပါနောက်ကိုတွေမတဲ့အလုံးပဲ3ညပတ်တီး5ပတ်တီးပါ3ညကြိုက်တဲ့ခိုင်လေးရဲ့ကိုတွေမတဲ့အလုံးက3ညကိုပတ်မယ်5ကြိုက်တဲ့ခိုင်လေးရဲ့ကိုတွေမတဲ့အလုံးက5ကိုပတ်မယ်နော်ခိုင်လေးတို့ကနော်ဒီတစ်ပတ်9ရက်တောင်ဆိုတော့နော်ပေးရက်နဲ့ဖောင်းရက်ဆိုတော့9ရက်တောင်ကြာသွားတယ်နော်ကိုတွေမတဲ့အလုံးပဲနော်3ညပတ်တီး5ပတ်တီးကြော်ညာဝင်လိုက်အေးတယ်ကိုတွေမတဲ့အလုံးပဲကဲ3ညနဲ့ဆိုရင်အောကွက်တီ3ည4 3ည5 3ည6 3ည9 3ည8ပါနော်ကိုတွေမတဲ့အလုံးပဲ3ညနဲ့ဆိုရင်3ည4 3ည5 3ည6 3ည9 3ည8ပါ9နဲ့ဆိုရင်9 3 9 4 9 6 9 8 9 9ပါနော်9 3ရယ်9 4ရယ်9 6ရယ်9 8ရယ်9 9ရယ်နော်တဲလေးတို့အလုံးပဲအပီးပါအခွေသည်4 9 6 8အပီးပါအခွေလေးနော်4 9 6 8အပီးပါအခွေပါခိုင်လေးပြီးတဲ့ခွေသည်အပူလေးပါတယ်နော်ခိုင်လေးပြီးတဲ့ခွေကအပူလေးပါပါတယ်ခိုင်လေးကိုတွေမတဲ့အလုံးပဲခိုင်လေးနော်အခွေလေးရယ်အပတ်တီးလေးရယ်နော်ကိုတွေမတဲ့အလုံးပဲအကုန်လုံးကိုမကစားခိုင်းပါဘူးကိုတွေမတဲ့အလုံးကပတ်တီးချိုင်းနေတဲ့ခိုင်လေးကိုတွေမတဲ့အလုံးကပတ်တီးကိုပတ်မယ်နော်ပတ်တီးကိုဒီ3ညပတ်တီး5ပတ်တီးကိုမကြိုက်နေတဲ့ခိုင်လေးကိုတွေမတဲ့အလုံးကခိုင်လေးပြရတဲ့ဒီအခွေ4 9 6 8အခွေကိုခွေလိုက်နော်ခွေထိုးပါကိုတွေမတဲ့အလုံးပဲနော်အခွေလေးကလည်းခိုင်လေးကြိုက်လို့ပေးထားတာနော်ကိုတွေမတဲ့အလုံးပဲဒါတဆိုရင်လည်းခိုင်လေးတို့အခွေပဲနော်အခွေမှန်တာလည်းများတယ်ကိုတွေမတဲ့အလုံးပဲနော်ပေးထားတဲ့ဒီပတ်တီးတွေလည်းမှန်တာလည်းများတယ်နော်ကိုတွေမတဲ့အလုံးပဲခိုင်လေးဒီပတ်တီးတွေကတော့မနဲ့မကြိုက်နဲ့ညက်နေကိုတော့ကြားတယ်နော်ကိုတွေမတဲ့အလုံးပဲအားကြောင့်မလို့ပတ်တီးကိုပတ်နိုင်တဲ့ခါလေးကိုတွေမတဲ့အလုံးကပတ်တီးကိုပတ်မယ်အခွေကိုကြိုက်နေတဲ့ခါလေးကိုတွေမတဲ့အလုံးကအခွေကိုကစားမယ်နော်အကုန်လုံးမကစားခိုင်းပါဘူးကိုကြိုက်နေတဲ့နော်အပိုင်းလေးကိုကစားပါအကုန်လုံးကစားနိုင်တဲ့ခါလေးရဲ့ချစ်တော်လေးတွေကအကုန်လုံးကစားမယ်နော်ကဲအဲ့ဒါဆိုရင်ခိုင်လေးတို့တကွက်ကောင်းလေးတွေနှစ်ကွက်ကောင်းလေးတွေသွားမယ်နောက်ကိုတွေမတဲ့အလုံးပဲတကွက်ကောင်းလေးတွေနှစ်ကွက်ကောင်းလေးတွေမသွားခင်မှာခိုင်လေးရဲ့ကိုတွေမတဲ့အလုံးကခိုင်လေးရဲ့ဒီ channel လေးကအတိတ်ကလေးဖြစ်တဲ့အတွက်နောက်ကိုတွေမတဲ့အလုံးပဲခိုင်လေးပထမ channel လေးကပြက်ကျသွားတာနော်ပြက်ကျသွားလို့ခိုင်လေးဒီ channel လေးနဲ့လာရောက်ပြီးတင်မိတာခိုင်လေးရဲ့ကိုတွေမတဲ့အလုံးကနော်အများရအောင်လို့နော် share မှု share အပြင် share ပေးကြပါဦးနော်ကိုတွေမတဲ့အလုံးပဲ channel လေးကိုလည်း subscribe မလုပ်ရသေးလား channel လေးကို subscribe လေးတွေနှိပ်ခဲ့ပေးကြပါဦးနော်အဲ့ဒါဆိုခိုင်လေးတို့ပဲရမဲ့ပတ်တီနော်ပဲရမဲ့ပတ်တီက3ညပတ်တီ5ပတ်တီနော်3ညပတ်တီ5ပတ်တီ3ညနဲ့ဆိုရင်အောကွက်တီ3ည4 3ည5 3ည6 3ည9 3ည8ပါနော်3ည4 3ည5 3ည6 3ည9 3ည8ပါ9နဲ့ဆိုရင်9 3 9 4 9 6 9 8 9 9ပါနော်9 3ရယ်9 4ရယ်9 6ရယ်9 8ရယ်9 9ရယ်ပါနှစ်ကွက်ကောင်း
ခါလေးမနက်ဖန်ကမှာအကြိုက်ဆုံးနှစ်ကွက်ကောင်းကတော့နော်39နဲ့59ဒီခါလေးမနက်ဖန်ကမှာအကြိုက်ဆုံးနှစ်ကွက်ကောင်းကလေးပါနော်39နဲ့59ဒီခါလေးမနက်ဖန်ကမှာအကြိုက်ဆုံးနှစ်ကွက်ကောင်းတစ်ကွက်ကောင်းဒီ35ဒီတစ်ကွက်ကောင်းပါနော်မျိုးတွေအလုံးပဲ35တစ်ခွက်ကောင်းနော်ခါလေးအကြိုက်ဆုံးကတော့35နော်အခွေဒီ4968အပြီးပါအခွေကလေးနော်တယ်လေးတို့အလုံးပဲ4968အပြီးပါအခွေခိုင်လေးပေးတဲ့အခွေကအပူလေးပါပါတယ်နော်ဒီပတ်တီးမှာလည်းအပူလေးထပ်တော့ပါကစားနော်33နဲ့55နဲ့ပါနော်ကိုဒီမတဲ့အလုံးပဲခိုင်လေးပေးတဲ့အခွေကအပူလေးပါပါတယ်အပူကအာပြီးတော့ကစားကြမလို့တဲ့အတွက်ခိုင်လေးကကိုဒီမတဲ့အလုံးကနော်ကိုကြိုက်နေတဲ့လောက်ပေါ့နော်300ဘူး500ဘူးနော်တန်နိုင်တဲ့လောက်ကစားပါကဲအဲ့ဒါဆိုရင်ခိုင်လေးနောက်ဆုံးတစ်ခေါက်ခေါ်ပေးမယ်ခိုင်လေးဒီနောက်ဆုံးတစ်ခေါက်ပြီးတော့ခိုင်လေးဗီဒီယိုလေးနားမယ်နော်မျိုးတွေအလုံးပဲခါလေးတို့ပဲရမဲ့ပတိဒီ3ညပတိ5ပတိနော်3ညပတိ5ပတိ3ညနဲ့ဆိုရင်3ည4 3ည5 3ည6 3ည9 3ည8ပါ5နဲ့ဆိုရင်5 3 5 4 5 6 5 8 5 9နှစ်ကွက်ကောင်းဒီ3ည5နဲ့59ဒီခါလေးအကြိုက်ဆုံးနှစ်ကွက်ကောင်းတစ်ကွက်ကောင်းဒီ3ည5ဒီတစ်ကွက်ကောင်းနော်3ည5ဒီတစ်ကွက်ကောင်းကလေးပါအပီးပါအခွေဒီ4968အပီးပါအခွေကလေးနော်4968အပီးပါအခွေခန်းလေးပေးတဲ့အခွေကအပူလေးပါပါတယ်နော်ကဲအဲ့ဒါဆိုရင်ခိုင်လေးဗီဒီယိုလေးကိုကြောက်နေပဲရနာပြစီနော်ကြည့်ရှုနေကြတဲ့ခိုင်လေးကိုဒီမှအလုံးပဲစိတ်ချမ်းသာခြင်းကိုကြီးကျမခြင်းများနဲ့ပြည့်စုံနိုင်ကြပါစေနေ့ရက်တိုင်းမှာလည်းဘင်္ဂလားရှိတဲ့နေ့ရက်တိုင်းလို့ကိုပိုင်ဆိုင်နိုင်ကြပါစေစီးပွားရေးလူမှုရေးကျမရေးဆက်ဆက်ရရအဆင်ပြေပါစေမနေ့ပံကမှာလည်းနော်ပေါက်တိနော်ပေါက်ကွက်ကလေးတွေအော်ကွက်ကလေးနဲ့ရကြပါစေလို့ခိုင်လေးစမှုကောင်းတောက်ပြလိုက်ပါတယ်အလုံးပဲခုလက်ပါနော်